မင်္ဂလာပါကျွန်တော်နာမည်ကတော့ဇော်ထက်ဖြစ်ပါတယ်ကျွန်တော် New Way Learning Center ရဲ့အကြောင်းတစ်ယောက်ဖြစ်ပါတယ်ကျွန်တော်အကြောင်းကတော့2008 2009ပညာသင်နှစ်ကနေစတင်ရတာဖြစ်ပြီးတော့စစချင်းမှာဆိုလို့ရှိရင်တော့ဆက်ဆံမ6ယောက်ရယ်ကလေးစုစုပေါင်း128ယောက်နဲ့စတင်ရတာဖြစ်တယ်အဲ့ဒီချိန်တော့မူဂျူကနေပြီးတော့မှ6တန်းအထိရှိတာပါပဲဒီမာကတ်ကျောင်းနေဆိုအများစုကအလူချင်းတွေပေါ်မှာမိကိုပြီးတော့မှရက်တည်ကြတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ New Way Learning Center စတဲ့အချိန်မှာတော့အလူချင်းရှိလို့မဟုတ်ဘဲနဲ့မိဘဆရာအသင်းပေါ့လေရက်ွက်ထဲမှာရှိတဲ့ရှေ့ပြောင်းလုပ်သမားတွေရဲ့ထောက်ပံ့မှုကူညီမှုတွေနဲ့ကျွန်တော်တို့စတင်ရတာဖြစ်တယ်အဲ့ဒီကနေပြီးတော့မှအခုချိန်ထိစတင်လာတာဖြစ်တယ်ပေါ့လေလောကတဲ့နှစ်ကျော်2023မှာဆိုလို့ရှိရင်တော့ကျောင်းကကလေး100ကျော်ရှိပြီးတော့မှကျောင်းဆောင်တဲ့မရှိဘူးပေါ့နော်ဝါကျန်းကင်းဝါကျန်းကယူကလစ်တိုင်းနေစက်ကမှုတွေနဲ့ပဲတင်အောင်ဆင်းရဲနေကြရတဲ့အနေအထားပေါ့ဗျအဲ့ကနေပြီးတော့မှ British Queen Burma Foundation နဲ့ထိတ်ဆက်မိပြီးတော့မှ2023မှာစပြီးကျောင်းဆောင်တဲ့တစ်ဆောင်ရခဲ့တယ်အဲ့လိုရလာတဲ့ပြန်တဲ့ထဲမှာပဲကျောင်းသားတွေတိုးလာတယ်2021 military ခွန်နောက်ပိုင်းမှာဆိုလို့ရှိရင်စစ်တပ်ကအကြမ်းဖက်တာတွေကြောင့်စစ်ဆောင်လာတဲ့မိဘတွေကျောင်းသားတွေအပြင်စစ်မှုမထမ်းမနေရဥပဒေကိုထောက်ပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ခြေထဲမှာရှိတဲ့ဒီရောက်ပြီးသားကလေးတွေကနေလို့ထိုင်လို့မလွယ်တော့ဘူးအဲဒါကြောင့်အကြောင်းမျိုးစုံနီလမျိုးစုံနဲ့ဒီဘက်ကိုရွှေ့လာကြတယ်ရွှေ့လာကြတဲ့အပေါ်မှာလည်းပဲမနစ်ကဆိုလို့ရှိရင်ကျွန်တော်ကျောင်းသား235ယောက်ထိရှိလာတယ်အဲဒီအတွက်ကြောင့်မလို့စာသင်ခန်းမလုံမလောက်ဖြစ်လာတဲ့ပုံမှာ2025ခုနှစ်မှာလည်းပဲ British Queen Burma Foundation နဲ့တောင်းဆောင်စစ်တစ်ဆောင်ကိုစောက်လို့လှူဒန်းပေးတယ်ဒီနှစ်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကျောင်းကလူကြိုကနေပြီးတော့မှ PGD အပါဝင်ပေါ့လေကျောင်းသားစုစုပေါင်း300ကျော်ရှိပြီးတော့မှဆက်ဆံမအင်အားကတော့စုစုပေါင်း16ယောက်ရှိတယ်လက်ရှိအချိန်မှာလည်းပဲစောင့်သိရတဲ့အတွက်တူတန်းကြတဲ့လူတွေကိုအထူးပဲကျေးဇူးတင်တယ်လို့ကျွန်တော်ကလေးတွေလည်းပဲချောင်းချိနဲ့စာသင်ခန်းစာရေးစပွဲအပစ်တွေနဲ့သင်ရတဲ့အတွက်ကြောင့်အထူးပဲကျေးဇူးတင်ရှိပါတယ်တော်နေတူဆိုပဲဒီနှစ်မှာဆိုလို့ရှိရင်လည်းဒီအဆောင်တိရပြီးတဲ့နောက်ပိုင်းမှာစစ်ပြောင်းလာတဲ့ကျောင်းသားအသစ်စုစုပေါင်း100ကျော်ထိတောင်လက်ခံနိုင်တယ်ဒီနှစ်မှာဆိုလို့ရှိရင်တော့ကျောင်းသားအားလုံးစုစုပေါင်း300ကျော်တောင်ဖြစ်သွားတယ်ပေါ့အဲ့တော့ကျောင်းအလူချင်းတွေကိုအထူးပဲကျေးဇူးတင်ပါတယ်လို့ကျောင်းလုံးရဲ့ပူစားကျွန်တော်အနေနဲ့ပြောကြားလိုပါတယ်ခင်ဗျ။ဒီအဆောင်သစ်တွေကိုရတဲ့အတွက်ကြောင့်မို့လို့ British Queen Burma Foundation ရဲ့အတွက်ကိုနိုင်ကိုလည်းအထူးပဲကျေးဇူးတင်တယ်အမြဲတမ်းရောက်တိုင်းဒီကျောင်းမှာလာလည်ပြီးတဲ့ Mr. Bob ကိုလည်းအထူးပဲကျေးဇူးတင်တယ်။နောက်အလူရှင်ကိုလည်းပဲအထူးကိုကျေးဇူးတင်ရှိကြောင်းကျွန်တော်အနေနဲ့ပြောကြားလိုပါတယ်ခင်ဗျာ။မင်္ဂလာပါရှင်။တိုင်းနာမည်ကတော့တရဖိုးဖြစ်ပါရှင်။သမီးက New Way Learning Center အကြောင်းသူလေးတူဦးလည်းဖြစ်ပါရှင်။2022မှာသမီးတဒန်းတက်နေစင်မှာဝါဆောင်လေးနဲ့ကျောင်းတက်ခဲ့ရပါတယ်ရှင်။2023မှာသမီးကျောင်းဆောင်အဟောင်းမှာ2တန်းစာတင်ခဲ့ရပါတယ်။ဝါကျောင်းကနေ2024မှာတော့အသစ်ပြောင်းပြီးအဆောင်တက်ကနေ3တန်းတက်ခဲ့ပါတယ်။အခုလက်ရှိအဆောင်တက်မှာ4တန်းတက်နေစင်မှာကြဲဝန်းနဲ့ခုံကောက်လေးနဲ့နေခဲ့ရပါတယ်အဲ့အတွက်ကြောင့်အလူရှင်များကိုចောင်းသားចောင်းသူများအားလုံးကိုစားသမီးကျေးဇူးတင်ပါတယ်ရှင့်